အကယ်၍တင်ဟာဘရာဇီးရှေ့ထိုးကောင်ရဲ့မေးစေးကိုကလိထိုးပေးမယ်ဆိုရင်သူကအယူလေးလိုမျိုးတရွေတွေတောက်တောက်ကျလာပါလိမ့်မယ်ပုံစံလေးကတကယ်ကိုရေးစရာကောင်းလာပါတယ်သူကတောင်အမေရိကတိုက်မှာပဲရှိတဲ့တတဝါမျိုးအစားဖြစ်ပါတယ်တကူလုံးမှာမိခိုးအနက်ရောင်အမွှေးတူလေးတွေဖုံးလွှမ်းနေပါတယ်သူ့ရဲ့ခေါင်းထိပ်မှာအဖုအထစ်တစ်ခုရှိပါတယ်အတိတာဆုံးကတော့သူ့ရဲ့ဝိုင်းဆက်ပြီးကြီးမားတဲ့နရွက်တစ်စုံပါပဲပြီးတော့စင်နှမောင်းအသေးစားလေးလိုနှာခေါင်းလဲပါရှိပါတယ်သူတို့ရဲ့ရှေ့ခြေထောက်မှာခြေချောင်းလေးချောင်းရှိပြီးနောက်ခြေထောက်မှာတော့၃ချောင်းပဲရှိပါတယ်ဘရာဇီးရှေ့ထိုးကောင်ရဲ့အရက်ဟာ1 မီတာလောက်ပဲရှိပေမဲ့သူ့ခန္ဓာကိုယ်ကတောင်တင်းခိုင်မာပြီးအလေးချိန်ပေါင်400ကျော်ရှိနိုင်ပါတယ်ထူးခြားတာကသူတို့မှာထွားချိုင်းတဲ့ကိုယ်ခန္ဓာရှိပေမဲ့အော်တန်ကတော့တကယ်ကိုနူးညံ့လွန်းလာပါတယ်နားထောင်လိုက်ရင်ငှက်အော်တန်နဲ့မချပါဘူးဘရာဇီးရှေ့ထိုးကောင်တွေဟာအဓိကအားဖြင့်အမေဇုံအပူပိုင်းမိုးတစ်တောတွေထဲမှာနေထိုင်ကြပါတယ်သူတို့ဟာရေအရင်းမြစ်ကိုအယမ်းပဲအမိပြုကြပါတယ်ကိုလုံးကိုယ်တည်းကြီးမားပေမဲ့တက်တက်လွတ်စားတဲ့တတဝါတွေပါစိတ်နေစိတ်ထားကလည်းအယမ်းကိုယဉ်ကျေးတိမ်မွေ့ပါတယ်မိမိကိုယ်ကိုကာကွယ်ဖို့အတွက်ရှေ့ထိုးကောင်လေးတွေရဲ့ကိုယ်ပေါ်မှာအဖြူရောင်အစင်းအပြောက်လေးတွေပါရှိပါတယ်သူတို့ကိုကြည့်ရတာရုပ်ဆိုးဆိုးနဲ့ချစ်စရာကောင်းနေတာကိုမကြည့်ပါနဲ့အောင်တကယ်တော့သူတို့ဟာရေကူးတဲ့နေရာမှာအရန်တော်တဲ့ကျွမ်းကျင်သူတွေပါသူတို့ဟာရေအောက်ကျမ်းပြင်ပေါ်မှာမျက်လုံးဖွင့်ပြီးလမ်းလျှောက်သွားလေးရှိပါတယ်ဒါဟာအန္တရာယ်များစွာကိုရှောင်ရှားနိုင်စေပါတယ်